ဒီကလေးဟာတခါပဲပေါင်းတင်းခဲ့တဲ့ထင်းခွေမိန်းမစီကနေမွေးဖွားလာတဲ့သားတော်မင်းလားမြတ်စွာဘုရားကဘာကြောင့်ဒီဇက်ကိုဟောရတာလဲမင်္ဂလာပါဗီဒီယိုမစတင်ခင် channel လေးကို like ဆက်ခရိုက်လေးလုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ဒါဆိုမြတ်စွာဘုရားဟာဘာကြောင့်ကထဝါဟနဇက်ကိုဟောကြားခဲ့လဲဆိုတာကိုဗီဒီယိုကိုထပ်ကြည့်လိုက်ကြရအောင်လွန်လေပြီးသောအခါကဗာရာဏသီပြည်မှာဗျမဒတ်မင်းကြီးအုပ်စိုးစဉ်အခါကပေါ့ကွယ်မင်းကြီးဟာဥယျာဉ်တစ်ခုမှာအပန်းဖြေရင်လိုက်လံကြည့်ရှုနေခဲ့တယ်အချိန်မှာပဲတာယာနာပျော်ပွဲအတန်ကိုကြားမိတာကြောင့်မင်းကြီးဟာလိုက်လံရှာဖွေခဲ့တယ်ထိုစဉ်မင်းကြီးဟာထင်းခွေကိုပိုက်ထားသောမိမပြိုလေးကိုတွေ့ရှိကာမေတ္တာသက်ဝင်သွားလေတော့သည်ထို့နောက်မိမပြိုလေးနှင့်ချစ်ခင်ဆုံမကြကာပေါင်းသေးနေထိုင်ကြလေသည်ထို့နောက်မိမပြိုလေးသည်တနေသားဆွဲကပ်လေသည်ထိုအခါတွင်မင်းကြီးကမိမပြိုလေးအားသူ၏လက်စွပ်ကိုထုတ်ကာပေးပြီးလျှင်အမှားစကားများကိုပြောကြားလေသည်ဒီလက်စွပ်ကိုယူသွားလိုက်ပါမိမွေးလာခဲ့ရှင်လက်စွပ်ကိုရောင်းချိတ်ကျွေးမွေးဆောင်ရှောက်ပါအကယ်သားလေးမွေးလာခဲ့ရှင်လက်စွပ်နဲ့အတူငါထံသို့လိုက်လာခဲ့ပါမိမပြိုလေးသည်လာစေကသားလေးကိုဖွားမြင်ခဲ့လေသည်ထို့နောက်သားလေးကိုကိုယ်တိုင်ပြုစုကာဆောက်ရှောက်ကျွေးမွေးကာသားလေးသည်အရွယ်ရောက်လာလေသည်ဤကလေးသည်သူ၏တငယ်ချင်းများနှင့်ပျော်ရွှင်စွာဆော့ကစားလေးရှိသည်တနည်း၌တငယ်ချင်းများကဤသူငယ်အားသူကအဖေမရှိဘူးလေဖောက်မဲ့သားကွာဟုပြောဆိုကြလေသည်ဤသို့ပြောဆိုခံရမှုကြောင့်ထိုကလေးသည်ဝမ်းနည်းစွာဖြင့်မိခင်စီသို့ပြောဆိုလေတော့သည်အမေသားမာကအဖေမရှိဘူးလားဟင်သားကိုအဖေမရှိဘူးလို့ဝိုင်းပြောကြတယ်ထိုအခါမေကသားမာအဖေရှိပါတယ်သားရဲ့အဖေကမေတို့တိုင်းပြည်ကိုအုပ်ချုပ်တဲ့ဗျမဒတ်မင်းကြီးပဲလေသားရဲ့အဲ့လိုဆိုသားတို့မှာတက်သေးရှိလားအမေဟုပြောကြသဖြင့်အမေသည်သူ၏ဖခင်ပေးထားသောလက်စွပ်ကိုထုတ်ပြလေသည်ထိုအခါ၏တငယ်ကအာဆိုသားကိုအဖေစီခေါ်သွားပါလားဟုတောင်းဆိုသဖြင့်မိခင်သည်နန်းတော်သို့တွားရောက်လေတော့သည်မိခင်သည်နန်းတော်၏ခမ်းမအလယ်သို့ရောက်ရာတွင်မင်းကြီးအားလျှောက်တင်လေသည်အရှင်မင်းကြီးကျွန်ုပ်သည်အရှင်မင်းကြီးနှင့်ပေါင်းသိမ်းခဲ့ဘူးသောထင်းခွေသမားဖြစ်ပြီးဤကလေးငယ်သည်မင်းကြီးကသားတော်ဖြစ်ပါသည်အရှင်ပေးခဲ့တဲ့လက်စွပ်လည်းကျွန်ုပ်တို့မှာရှိပါတယ်ဟုလျှောက်တင်လေသည်ထိုအခါမင်းကြီးကအမှန်ကိုသိပါလျက်ရှက်ကြောက်နေမိသဖြင့်လိန်ညာပြောဆိုလေသည်တင်နဲ့လည်းငါမပေါင်းဘူးသလိုထိုလက်စွပ်ကလည်းငါဟာမဟုတ်ပါဒီကလေးကငါသားမဟုတ်ဟုတ်ညင်းဆိုလေသည်ဤသို့အငင်းခုန်ဖြစ်၍နေသောအခါထင်းခွေမိန်းမကအရှင်မင်းကြီးကျွန်ုပ်မှာတစ္ဆာပြုခြင်းမှတပါးအားထားเสียတတ်သေးမရှိပြီးဟုဆိုကာသားငယ်ကိုကင်လျက်ဤသူငယ်သည်မင်းကြီး၏သားဟုတ်မှန်လျင်ကောင်းကင်၌ပန်းဆိုင်ဆွဲတကဲ့သို့တည်မြဲပါစေမဟုတ်မှန်လျင်မြေသို့ကျ၍တည်ဆုံးပါစေဟုတစ္ဆာဒိဋ္ဌံပြုကာမင်းကြီးနှင့်ပရိသတ်တို့ရှေ့တွင်ကောင်းကင်သို့ပြစ်လေ၏သူငယ်လည်းကောင်းကင်၌တည်နေလျက်အဖမင်းကြီးအားအရှင်မင်းကြီးကျွန်ုပ်ကအရှင်မင်းကြီး၏သားတော်ဖြစ်ပါသည်အရှင်မင်းကြီးသည်တခြားသူတို့ကိုပင်ချီးမြှောက်မွေးမြူနိုင်ပါလျက်မိမိသားတော်စစ်စစ်ဖြစ်သောအကျွန်ုပ်ကိုအဘယ်ကြောင့်မချီးမြှောက်မမွေးမြူနိုင်ပါသနည်းဟုတရားဟောလေသည်သားတော်ကလေးကောင်းကင်မှနေ၍တရားဟောသောအခါမင်းကြီးလည်းချစ်သားလာပါအဖချီးမြှောက်မွေးမြူပါမည်ဟုဆို၏သူငယ်သည်တခြားလက်သို့မသက်ဆင်းဘဲခမဲတော်မင်းကြီး၏လက်သို့သက်ဆင်းကာရင်ခွင်၌နေလေ၏ထိုမြင်ကွင်းကိုကြည့်၍မိခင်သည်ဝမ်းသာမျက်ရည်များကျဆင်းလေတော့သည်မင်းကြီးသည်လည်းထင်းခွေသမားအာမီဖျားအဖြစ်တင်မြှောက်ပြီးကလေးငယ်အားအိမ်ရှိမင်းရာကိုပေးလေသည်နောင်တွင်ဤကလေးငယ်အရွယ်ရောက်လာသောအခါမင်းကြီးနတ်ရွာဆန်၍အိမ်ရှိမင်းသည်မင်းအဖြစ်ကိုယူ၍တရားသဖြင့်မင်းပြုကာကထဝါဟနမင်းဟုတွင်လေ၏ထိုအခါထင်းခွေမိန်းမသည်ယခုအခါမေတော်မာယာယမဒတ်မင်းသည်တုတ်တော်ဒနာကထဝါဟနမင်းသည်ငါဖျားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်ကဲပရိသတ်တို့ရေဤဇက်တော်ရဲ့သင်ခန်းစာကတော့မှန်ကန်သောတစ္ဆာတရားရဲ့တန်ဖိုးကိုဖော်ပြထားပါတယ်နောက်ထပ်ဇက်တော်တွေလည်းတင်ပေးအောင်မှာမို့ channel ကို like subscribe လုပ်သွားကြပါဦးနော်commentမှာလည်းထင်မြင်ချက်လေးတွေရေးသွားကြပါဦးနော်အပန်နာကကုံတဲ့2ဦးဇက်ကိုမကြည့်ရသေးရင် channel ထဲကြည့်ရှုနိုင်ပါတယ်နော်